ဒီလက်လွတ်ဖြစ်သွားတယ်စောစောကလည်းစီကန်းတကားတွေပိတ်ဖို့မေးအခုလည်းအသက်ရှူဖို့တော့မေး အသက်ရှူဖို့မေ့သွားရင်ဆရာတည်သွားမှာပေါ့ဆရာရဲ့ တကယ်ပြောတာတက်လျာစောစောကလို့ရည်တိုင်းလို့ရတော့လေခဏပြည်တောင်မေးနေတောင်မှအချင်းချင်းစိတ်ခိန်သွားနိုင်တယ် တော်သေးရပေါ့နော်ဒီနေရာမှာဆရာတယောက်တည်းဆိုတော့စိတ်ခင်းစရာမလိုတော့ဘူးပေါ့ဆရာတက်လျာရဲ့ရင်တိုးလေးပြန်မပြီးတော့ဘူးလား အာကိုပြောရတယ်တက်လျာနဲ့တွေ့ရင်အကုန်မေးတာပါလို့ကဲရ တက်လျာကိုယ်တိုင်ထိုးပေးမလားယင်ဆရာရင်တော့ရင်ဘတ်မှာထိုးရမှာလေ ဆရာသိပါတယ် ကိုဘာကြောင့်ပြန်မလာသေးပါလဲ ဆရာတက်လျာကိုအထင်